င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိပ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်လေကြောင်းတိုက်ခိုက်မှုရပ်တန့်ရေးထိုင်းပါဝင်နိုင်ငံတကာကအရေးယူပေးဖို့တော်လိုင်းအင်အားစုများတိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာစစ်တပ်ရဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်နေမှုတွေရပ်တန့်ဖို့အိန္ဒိချင်းထိုင်းနိုင်ငံအပါဝင်နိုင်ငံတကာအတိုင်းဝိုင်းကအရေးယူလှုံ့ဆော်ဖို့တော်လိုင်းအင်အားစုတွေကတိုက်တွန်းလိုက်ပါတယ်ထိုင်းလွှတ်တော်မှာမြန်မာအရေးနဲ့ပတ်သက်လို့ပြီးခဲ့တဲ့မလ23နဲ့22ရက်ဆွေးနွေးပွဲကျင်းပခဲ့ပြီးတက်ရောက်ဆွေးနွေးခဲ့ကြတဲ့တော်လိုင်းအင်အားစုတွေကစစ်အုပ်စုရဲ့အဓိကအသက်သွေးကြောစီးပွားရေးအရှင်းမြင့်ဖြစ်တဲ့မြန်မာရှေနံနဲ့တဘာဝတံငွေလုပ်ငန်းကနေရရှိတဲ့ဝင်ငွေတွေနဲ့ဝင်ငွေရလန်းတွေကိုတန်ခတ်ပိတ်ဆို့အရေးယူဖို့တောင်းဆိုခဲ့ကြတာပါကျမတို့အိန္ဒိချင်းတွေနဲ့နိုင်ငံတကာအတိုင်းဝိုင်းကမိတ်ဆွေတွေကိုအတိကတောင်းဆိုစရာတစ်ခုရှိပါတယ်။စစ်ကောင်စီရဲ့လေကြောင်းပုံကျဲမှုတွေရပ်တန့်ဖို့လှုံ့ဆော်နိုင်သမျှလှုံ့ဆော်ဖို့ပါပဲလို့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှမော်သေးများကပြောပါတယ်။ကရင်နီပြည်ဟာအရွယ်အစားအဖြစ်သိငယ်ပြီးမြစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုအကြီးအကျယ်ခံစားနေရတဲ့ပြည်နယ်ဖြစ်တယ်လို့ကရင်နီပြည်ရဲ့3ပုံ2ပုံရှိပြည်သူတွေဟာနေရက်ဆုံးခွာတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အရက်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ PMC ကလည်းထိုင်းလွှတ်တော်ရဲ့မြမအရေးဆွေးနွေးပွဲကိုပါဝင်ဆွေးနွေးခဲ့ပြီးစစ်အုပ်စုကရေနံနဲ့တဘာဝတံငွေကနေရရှိတဲ့ငွေကြေးတွေကိုသုံးစွဲကလေကြောင်းတိုက်ခိုက်မှုတွေပုံမှန်လှုပ်ဆောင်နေကြောင်းနဲ့ထိုင်းဆိုရပိုင်း PTT ကုမ္ပဏီကမြန်မာနိုင်ငံရှိစစ်ရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်မှုတွေကိုတင်ပြဆွေးနွေးခဲ့ကြောင်းမလ23ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါအပြင်စစ်အုပ်စုရာဇဝတ်မှုတွေပြုလုပ်နိုင်ဖို့လွှဲပြောင်းပေးနေတဲ့ရေနံတံငွေဝင်အလုံးကိုရပ်တန့်ပြီးAsacro အကောင့်မှာတင်ဆက်လှုပ်ဆောင်ဖို့ MOGE နဲ့နိုင်ငံပိုင်ဘဏ်တွေကိုအရေးယူပိတ်ဆို့ထားမှုတွေကိုရှောင်ရှားနိုင်ဖို့ထိုင်းဆိုရနဲ့ကုမ္ပဏီတွေမှာကူညီနေမှုတွေကိုရပ်တန့်ဖို့တရားမဝင်အကြမ်းဖက်မြန်မာစစ်အုပ်စုကိုတရားဝင်မှုရရှိဖို့လှုံ့ဆော်ထောက်ပံ့နေတဲ့ထိုင်းဆိုရရဲ့တန်တမာရေးနဲ့စီးပွားရေးထောက်ပံ့မှုလှုံ့ဆော်ချက်တွေအားလုံးကိုရပ်တန့်မှုအချက်တွေကို PMC ကတောင်းဆိုခဲ့ပါတယ်။နောက်ပိုင်း PTT ရဲ့စစ်ရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်နေမှုတွေကိုစုံစမ်းစစ်ဆေးမှုတွေစတင်ပြုလုပ်ဖို့တရားဥပဒေစိုးမိုးမှုမရှိတဲ့လုပ်ရက်တွေအထူးသဖြင့် online ငွေကြေးလေးနဲ့ပြမှုတွေနဲ့နေရပြန်ပို့ခံရတဲ့မြန်မာလူထုကိုကာကွယ်ပေးဖို့နဲ့ဥပဒေနဲ့လှုပ်ထုံးလုပ်နည်းတွေအရေးပေါ်လိုအပ်နေတဲ့အခြေအနေတွေကိုထိုင်းဆိုရနဲ့ PTT တို့လှုပ်ဆောင်ရမယ့်အကြံပြုချက်တွေကိုလည်း PMC ကတိုက်တွန်းလှုံ့ဆော်ခဲ့တယ်လို့ဖော်ပြပါတယ်။အမျိုးသားညီညွတ်ရေးဆိုရာ NUG ရဲ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်ပြည်သူ140ကျော်သေဆုံးက360ကျော်ဒဏ်ရာရခဲ့ပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကျန်းမာရေးအဆောက်အဦ15လုံးပါဝင်နေအိမ်ကျောင်းဘာသာရေးဆိုင်ရာများပါဝင်အဆောက်အဦစုစုပေါင်း290ကျော်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက2023ခုနှစ်မှ2025ခုနှစ်မလ16ရက်အထိမှတ်တမ်းတင်ထားတဲ့အချက်အလက်တွေအရစစ်အုပ်စုကအရက်သားပြည်သူဆိုင်ရာနေရာတွေကိုလေကြောင်းတိုက်ခိုက်မှု2190ပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်ပေါင်း382ဦးအသက်ဆုံးရှုံးခဲ့ရပါတယ်။ပြီးခဲ့တဲ့စစ်အာဏာသိမ်းမှု၄နှစ်တာကာလအတွင်းစစ်ကောင်စီကကျန်းမာရေးဆောင်ရှောက်မှုကဏ္ဍပေါ်အကြမ်းဖက်တိုက်ဖျက်မှုပေါင်း1600ကျော်ကျူးလွန်ခဲ့ပြီးစစ်ရုံစည်းကမ်းစုစုပေါင်း365ခုထိခိုက်ပျက်စီးခဲ့ရကကျန်းမာရေးဝန်ထမ်းပေါင်း139ဦးသေဆုံးခဲ့ရကြောင်း NUG ကမလ19ရက်နေ့မှာထုတ်ပြန်ထားပါတယ်။မလ22ရက်မှာလည်းမကွေတိုင်းခံကောမြို့နယ်နန်းခါကျေးရွာစည်းကမ်းကိုစစ်တပ်ကပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် CDN ဆရာဝန်ဒေါက်တာမြတ်စိုးမောင်ဇနီးဖြစ်သူဒေါ်ခိုင်နှင်းဝေနဲ့သားဖြစ်သူ9နှစ်အရွယ်ကလေးငယ်ပါဝင်17ဦးသေဆုံးခဲ့ပြီး6ဦးဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီတပ်ကစာတင်ကျောင်းများကျန်းမာရေးစည်းကမ်းများစစ်ပေးရှောင်စခန်းများဈေးများမှာမကျန်းစတိုက်ပုံကျဲတိုက်ခိုက်နေတာကြောင့်ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများလှုပ်ဆောင်ဖို့ခက်ခဲများစွာရှိကြောင်း KNPP မှမော်သေးများကထိုင်းလွှတ်တော်ဆွေးနွေးပွဲမှာပြောပါတယ်။ဒါပေမဲ့ KNPP ပြည်မှာလုံနိုင်သမျှပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလှုပ်ဆောင်ပြီးနေကြောင်းမော်သေးများကဆက်လက်ပြောပါတယ်။ဒီတော်လှန်ရေးမှာလူငယ်တွေဦးဆောင်ပြီးဒီတစ်ကြိမ်ကျမတို့ပြည်သူတွေအနိုင်ရလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့မောင်းနှင်နေပါတယ်။ကျမတို့အရင်လိုရှုံးနေမှာမဟုတ်ပါဘူးလို့မော်သေးများကပြောပါတယ်။ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ထိုင်းလွှတ်တော်ဆွေးနွေးပွဲကိုတက်ရောက်ခဲ့သူချက်နိုင်ငံသားမြန်မာအရေးတက်ကြွလှုပ်ရှားသူမစ္စတာအီကောဘလာစီဗစ်ကလည်းຫນွေဦးတော်လှန်ရေးကြီးရဲ့မယိမ့်မယိုင်တဲ့စိတ်သက်အဆုံးဖြတ်ချက်တန်လိထန်နဲ့တီတွင်ဖန်တီးနိုင်မှုတို့ကြောင့်မြန်မာပြည်သူပြည်သားတွေရဲ့အောင်ပွဲကြီးရယူနိုင်မှုကိုယုံကြည်နေရလို့ပြောပါတယ်။ဆလန်ပီနေပြည်တော်မှာ3ရက်ကြာငင်းချမ်းရေးစကားဝိုင်းကျင်းပနေမှုအစိတ်ပင်ရေလောင်းနဲ့အလုံးမရှိကြောင်းရေချိုးတဲ့လှုပ်ရက်လို့ KNU ဗဟိုအလုံးမှုဆောင်ဘဒူစောတော်နီဝေဖန်ရှုံချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာ3ရက်ကြာငင်းချမ်းရေးစကားဝိုင်းကျင်းပနေမှုကအစိတ်ပင်ရေလောင်းနဲ့အလုံးမရှိကြောင်းရေချိုးပေးနေတဲ့လှုပ်ရက်သားဖြစ်ကြောင်းကရင်မျိုးသားစီယုံ KNU ဗဟိုအလုံးမှုဆောင်ဘဒူစောတော်နီကဝေဖန်ရှုံချလိုက်ပါတယ်။နေပြည်တော်မှာအစံဖတ်စစ်ကောင်စီလက်အောက်ခံအမျိုးသားစီလုံးညီညွတ်ရေးနဲ့ငင်းချမ်းရေးပေါ်ဆောင်မှုညီနိုင်ကော်မတီ NSPNC
NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နိုင်ငံရေးပါတီများပါဝင်တဲ့သုံးပွင့်ဆိုင်ငြိမ်းချမ်းရေးစကားဝိုင်း Peace.2025 ကိုမလ24ရက်ကစတင်ပြီးမလ26ရက်နေ့ထိ3ရက်ကြာပြုလုပ်နေခြင်းဖြစ်ပါတယ်။တိုင်းပြည်တစ်ခုလုံးပျက်စီးခြင်းများဆိုက်ရောက်နေတဲ့အချိန်မှာနေပြည်တော်မှာအဲ့ဒီလိုအရေးမပါတဲ့အလုပ်တွေလှုပ်ဆောင်နေခြင်းကအစိတ်ပင်ရေးလောင်းတဲ့လုပ်ရက်အလုံးမရှိကြောင်ရီချိုးနေတဲ့လုပ်ရက်သားဖြစ်ကြောင်း KNU ဗဟိုအလုံးမှုဆောင်ဗဒိုစောတော်နီကပြောပါတယ်။အလကအပိုအလုပ်တွေပါတိုင်းပြည်ကဒီလောက်ရေးကြည့်ပြီးတကယ်ကိုအတိမ်ဆောင်မခံတဲ့အချိန်မှာဒီလူတွေကမအားလာကိုသွားပြီးတော့အစိတ်ရေးလောင်းဖဖရရနဲ့ကြောင်ရီချိုးပြီးနေရတဲ့တူတယ်။တကယ်တမ်းဆိုရင်မအားလာကိုယ်တိုင်ကတိုင်းပြည်ကပျက်စီးခြင်းကိုဥတည်နေတယ်ဆိုတာလူတိုင်းသိတယ်။ဒါပေမဲ့သူကလုံးဝဂရုမစိုက်ဖ ೇನೆ နီရိုးဘီရင်တရောထုမပြတ်ဆိုသလိုလုပ်နေတာဒါကအမြဲတမ်းတွေးကြုံနေရတဲ့ဟာတွေပဲအထူးဆန်းတော့မဟုတ်သေးဘူးလို့ဗဒိုစောတော်နီကပြောပါတယ်။အကြံဖတ်စစ်ကောင်စီကတော့ငြိမ်းချမ်းရေးစကားဝိုင်းအနေနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ်ကဏ္ဍတီတီမှာထင်ပေါ်ကြော်ကြားသူတွေအသိပညာရှင်အတတ်ပညာရှင်တွေပုံမအာယုံဆိုင်ပါဝင်လှုပ်ဆောင်နိုင်စေဖို့ငြိမ်းချမ်းရေးအတွက်အကြံမဖတ်တဲ့နီလန်နဲ့ဆောင်ရွက်ခြင်းကသာရှေရှည်တည်တတ်မှာဖြစ်ကြောင်းလူလူအကြားအသိမြင်တိုးမြင့်လာစေဖို့နိုင်ငံအတွင်းပဋိပက္ခတွေအမြန်ဆုံးလျှော့ချပြီးနိုင်ငံရေးစီးပွားရေးများပုံမတိုးတက်ကောင်းမွန်လာစေဖို့ရှေးတိုးရေးရှေးလုပ်ငန်းစဉ်များဖော်ထုတ်နိုင်ဖို့ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးဗမော်တိုက်ပွဲမှာအမှတ်3ဝန်တင်တရင်မှတရင်မှုဒုတိယဗိုလ်မှူးကြီးမြင့်ထွေးကတပ်သားတွေကိုစစ်စင်ရေးစီနဲ့လာစာများမပေးဘဲစစ်တိုက်ခိုင်းတယ်လို့အလင်းဝင်လာတဲ့စစ်သား3ဦးကပြောဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဗမော်တိုင်ပွဲမှာအမှတ်3ဝန်တင်တန်ရင်မှာဒုတိယတန်ရင်မှုဒုတိယဗိုလ်မှူးကြီးမြင့်ထွေးကတပ်သားများကိုစစ်စင်ရေးစီနဲ့လာစာများမပေးဘဲစစ်တိုက်ခိုင်းကြောင်းဝန်တင်တန်ရင်မှာအလင်းဝင်လာတဲ့တက်ချက်3ဦးကပြောဆိုပါတယ်။ဗမော်တိုင်ပွဲအတွင်းအမှတ်3ဝန်တင်တန်ရင်မှာလုံတဲ့ရင်တက်ချက်ကြီးအဆင့်ရှိ3ဖြစ်သူတက်ချက်စော်မင်းနိုင်တက်ချက်အောင်နဲ့တက်ချက်တန်းစော်တို့ကတော်လိုင်းတပ်ဖွဲ့တွေထံအလင်းဝင်ရောက်ခဲ့ပြီး၎င်းတို့3ရဲ့ပြောဆိုချက်တွေကိုမလ24ရက်နေ့မှာဗမာတပ်တော်ကဗီဒီယိုနဲ့တကွသတင်းထုတ်ပြန်ထားပါတယ်။တရင်မှုဒုတိယဗိုလ်မှူးကြီးမြင့်ထွေးကတော့စစ်တီတွေကိုပြန်လှည့်ကြည့်တာဘာမှမရှိဘူး။တိုက်ပွဲနေရာပါသွားတဲ့သူတွေကို10လပိုင်း17လပိုင်းလစာတွေလည်းလုံးဝပြန်မပေးဘူး။အထက်ကဖြတ်ခိုင်းတယ်လို့ပြောတယ်3လပိုင်းကရတယ်9လပိုင်းကမရဘူး။ခွန်8 9ရတယ်ဒါပေမဲ့ဗမော်မှာနေလို့ရှိရင်ရှေ့တန်းစခန်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကိုရှေ့ထွက်စရိတ်စစ်စင်ရေးလုပ်တဲ့စရိတ်ပြီးတယ်။အခုနောက်ပိုင်းမရတော့ဘူးတိုင်းကနေချပေးထားတာရှိရဲ့တရက်ကို1200စစ်စင်ရေးစရိတ်နေတွက်ပြီးရဒါလည်းမရဘူးလို့အလင်းဝင်လာတဲ့တက်ကြက်စော်မင်းနိုင်နဲ့တက်ကြက်အောင်တို့ကပြောပါတယ်။အကြံဖတ်စစ်ကောင်စီကရှေ့တန်းထွက်တဲ့လက်အောက်ခံတပ်သားတွေကိုစစ်စင်ရေးနေတွက်စရိတ်ဖြင့်တရက်ကို1200ကျပ်ပေးတာဖြစ်ပြီးရှေ့တန်းစခန်းတွေမှာနေထိုင်စင်မှာလည်းငွေကျပ်3,200ပေးဆောင်ခြင်းရှိတော့လဲတရင်မှုတွေကကြားဖြတ်ယူဆောင်ထားခြင်းဖြစ်ကြောင်းသိရပါတယ်။နေတွက်စရိတ်ဆိုတာရှေ့တန်းထွက်တဲ့အချိန်မှာရတာဒါကရှေ့တန်းသဘောပဲဒီစခန်းကတောက်လျှောက်ပေးလာခဲ့တာမရတော့ဘူး။နောက်ပြီးတိုင်းအထက်ဌာနလူကြီးတွေကငွေကျပ်3,200ဆိုတာချပေးတယ်အဲ့ဒါလည်းကျွန်တော်တို့မရဘူးကျွန်တော်တို့လာစာတွေပဲကျွန်တော်တို့ရတယ်လာစာတော့မှပဲအခု10လပိုင်းနဲ့17လပိုင်းမှာကျွန်တော်တို့မရသေးဘူးလို့အလင်းဝင်လာတဲ့တက်ချက်စော်မင်းနိုင်နဲ့တက်ချက်အောင်တို့ကရှင်းပြပါတယ်တရင်မှုဒုတိယဗိုလ်မှူးကြီးမြင့်ထွေးကိုရှေ့တန်းရောက်နေတဲ့တပ်သားတွေကမြင်ဘူးခြင်းမရှိဘဲတက်ခွဲမှုပုံမှုထိန်လင်းဦးလေကိုကျိုးရှာအတ္တသမားဖြစ်ကြောင်းဒါအပြင်အောက်ခြေစစ်သည်များကိုအထက်ကထောက်ပံ့တာတွေကိုလည်းလာရောက်ပေးဆောင်ခြင်းမရှိဘဲကိုကျိုးအတွက်သာအသုံးပြုကြောင်းသိရပါတယ်။တက်ခွဲမှာကင်တဲ့တက်ခွဲမှုကတော့ပုံမှုထိန်လင်းဦးသူကတော့အပတ်စဉ်49စင်သူကစစ်သည်တွေကိုထောက်ပံ့တာဘာညာမရှိဘူးစစ်သည်တွေကိုချပေးတာဆိုရင်လည်းပြောတယ်ဒါပေမဲ့စစ်သည်တွေကိုပြန်ပေးတာဘာညာမရှိဘူးသူပြောတာကတော့မချပေးသေးတာတို့ဘာလို့ပေါ့လာစာဆိုရင်လည်းရှားပိုင်ခွင့်ဆိုရင်လည်းအချိန်နဲ့မရဘူးတခါတလေကြာရင်လောက်ဝက်လောက်နေမှ15ရက်ရက်20လောက်နေမှလာစာစားရတယ်နောက်ပိုင်းကျတော့မိသားစုတွေတအားခက်ခဲလာတယ်ဟိုနာချေဒီနာချေရတယ်လာစာလီရမှာပြန်စားရတယ်ဒီလိုတော့ရှိတယ်လို့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတွေကပြောပါတယ်အဆိုပါအလင်းဝင်လာတဲ့တက်ချက်3ကဗမော်တိုက်ပွဲကိုရောက်ရှိလာစဉ်အမှတ်3ဝန်တင်တရင်ရဲ့တက်ဆွဲထဲမှာနေထိုင်နေကြရပြီးတရိတ်ဆန်ရဲ့ကျမ်းမာရေးနဲ့လုံခြုံရေးကိုစောင့်ကြည့်ရကြောင်းအလင်းဝင်စစ်သား3ကကင်းဆောင်ခြင်းနဲ့လှုပ်ဆောင်ကြရကမြေပြင်ပေါ်မှာတာအိတ်ဆက်ခဲ့ရကြောင်းသိရတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။